ဒါ
မဓမ္မသမင်စိတ်တာပပတန္တိပပတရာဧဝံသဗ္ဗနာရန္တိယောထာတုမိဘဂဝံတိယေဓမ္မဓမ္မအထက်သံမြတ်တော်တစ်လျှောက်မှအာဇီဝတော်တကုထိုတို့ဘုရောအစိမ္မာမင်းရိတာသာခေယံရေအယောင်မေယံတွေအယောင်တော်ဝေတပြောင်းပြောင်းတပြေယောစင်ကတို့တိမ်ညိုတော်မောင်းတော်ရောင်ကြီးတော်တို့သည်၎င်းဘဝတရာသာနာမီအယောင်လျက်စီမိအယောင်ယေနာမျိုးစုံအယောင်ကြမျိုးစုံအယောင်ထိန်ထိန်ပြောင်းလက်ကြကြည်ရှားမြတ်သိရောင်ထွက်တဲ့ကဲ့သို့ရိုးရိုးရည်ရည်ပြိုပြိုပြည့်သောရောင်ကြီးတော်တို့သည်၎င်းဘဝတန်ဒီနေရောင်လာထောင်ပြမနာအယောင်ယေနာဝရယောင်တို့ကိုတိတ်ကောင်းကွာလွန်မှု၍ပြိုပြိုကျွဲကျွဲအဟောပဲနေအသန္တကျေကိုမြူတော်မူကြလေဧဝံဤသို့ရောင်ကြီးတော်ကြောင့်တွေကုန်တော်သူကိုချီးကျူးပွေဆိုခဲ့သည့်အတိုင်းသဗ္ဗနာရဏိယောအညုတပြဝတတိအရိတသုအပြုတကြောင့်မောင်းတခြင်းယောပြေငွားငွား၆ပါးကြောင့်ဆိုင်အပြိုင်ပြိုင်ကိုဆိုပန်ရရှိတော်မူ၏ထတော်ဘဂဝါဘုရားတော်ကိုဆောင်တော်မူ၍အာလုညိုယောအတွေ့ဆုံးဖြစ်တော်မူ၏ထတော်ထိုသောလောကညုံဘူးနိဗ္ဗာန်ကိုဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်မေပရံပစ္စည်းဆွေသွဲသည်ဖြင့်ဖွဲ့စည်းကနယုတ်တန္တကိုဆွေမတမောကျွန်ုပ်တို့၏ဒီရေသံဝေက၌တော်ညိုစိတ်နွယ်နာဥပေါင်းတွင်ခေါ်တောင်းထွက်ပေါ်၌သာဓုဗဒဉ္ဇံလွာ